ကိုင်းလောင်းတစ်ချက်လောက်ထိုးချင်လို့အမလေးဘယ်ထိုးရမလဲတစ်ချိန်လုံးဟိန်းနေဒီမှာထိုးပင်လို့မင်းနေတဲ့ကိုချက်လေးအတွက်ကိုဒီမှာလာပြီးထိုးပင်နေအမလေးဒီမှာထိုးပင်ဆိုင်အစုံနော်ဆိုင်အစုံဒီမှာဆိုင်သင်းလေးထိုးပင်ဆိုင်ကမှဟိုလိုမျိုးသင်းလေးဒီလိုမျိုးသင်းလေးကနေဆိုဆိုင်အကြီးကြီးကိုရွှေရောင်ခရင်ရောင်အဖြူရောင်ဆိုင်အစုံနဲ့အယောင်ဆောင်ရောက်ရှိတာပဲဖြစ်ပါတယ်နော်စိုက်တွေမှာအဲ့လိုမျိုးတညီနဲ့ဖောက်တီကြလို့ခြင်းနဲ့ကိုမမတွေဆိုလဲရတယ်ရွှေရောင်အရင်လေးတွေမှာဒီဟာလေးဆိုဖောက်တီစိုက်အညီလေးရမယ်နော်ကဲဒီလိုမျိုးအပြင်ဒီလိုမျိုးဟောတလိုမျိုးစိုက်သေးလေးအရင်ချစ်ဖို့ကောင်းတော့လေးဒီလိုမျိုးထိုးပင်လေးမှာအမေးအများဆုံးနော်လိုချင်တဲ့မမတွေကအခုဟိန်းနေဒီမှာဟောတလိုမျိုးထိုးပင်စိုက်အစုံမှာအသက်တွေအများကြီးရောက်ရှိတာပဲဖြစ်ပါတယ်ကဲမင်းတို့စီမှာအခုဆို promotion ကလည်း16ရက်နဲ့17လပိုင်း2025နေပြီးတော့30ရက်နဲ့17လပိုင်း2025အထိ promotion လေးကလည်းရှိသေးတာဖြစ်တဲ့အတွက်ကြောင့်ဟောတလိုမျိုးထိုးပင်လေးတွေစိုက်အစုံမှာ promotion လေးအမီရယူချင်တယ်ဆိုတော့ညီမလေးတို့ရဲ့ဟိန်းနေဒီရဲ့ဆိုင်ခွဲ၄ဆိုင်လို့အမြန်ဆုံးလမ်းလာခဲ့ကိုဖိတ်ခေါ်လိုက်ပါတယ်ရှင်